Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ private ဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာတော့ link data skin လည်းပြန်လာနေပြီဆိုတော့ကျွန်တော် link data skin တော့ဖောက်မှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော် diamond နဲ့ထည့်ထားရတယ်ပေါ့နော်ဆိုတော့ကျွန်တော်စုထားတဲ့ COA 2000ကျော်နဲ့ဒီကျွန်တော်ထည့်ထားတဲ့ diamond နဲ့ link data skin ရသွားမလားဆိုတာကို brother တို့သိချင်ဒီ video ကိုဆုံးထိကြည့်လိုက်ပါတော့ခင်ဗျာဆိုတော့အချိန်မဆွဲတော့ဘဲနဲ့အခုရတော့ဖောက်လိုက်အောင် let's go guysဆိုတော့အရင်ဦးဆုံး Starlight ဝင်ရပါမယ်ဒီ Starlight ကတော့ကျွန်တော်တငယ်ချင်းစီကနေဂုံစင်ထားတာပေါ့နော်အမှန်ဆိုကျွန်တော်ဒီဗီဒီယိုမှာ Starlight ကေဝေလို့မလို့ဗျာဒီအပတ် winner list ထွက်တာ YouTube မပါဘူးဆိုတော့နောက်ပတ်ကျွန်တော် Diamond ရ Starlight ကေဝေလုပ်ပေးပါမယ်ဆိုတော့ Starlight skin ယူလိုက်မယ်ဒီ last Starlight ကတော့ဒီ main skin ပေါ့နော်တကယ်ကိုလာပါတယ်ဒီ last Starlight skin ကဆိုတော့ main play ရမယ်ဒီ skin ဝယ်ထားတဲ့ပေါ့နော်သူရဲ့ animation နဲ့တော်တော်တန်နေပြီဗျာ Diamond 300တဲ့ဆိုတော့ကျွန်တော်တော့ဝင်လိုက်ပြီ okay ပြီးရင် color skin တော့ဖောက်မယ် let's go ဆိုတော့ကျွန်တော်မှာ COA 2880ခုရှိပါတယ်အဲ့တော့ဒီမှာ video game လေးတွေရမယ်ပေါ့နော်ဆိုတော့ video game မြူသေးဘူးအရင်ဆုံးကျွန်တော် COA နဲ့သွားလဲမယ် okay ကြော့ first stand row လဲလိုက်ပါပြီခင်ဗျာဘာရမလဲဆိုရင်တော့ဖြင့်ကွန်ရပါတယ်ဆိုတော့မစိုးပါဘူးเนาะemote တခုရတယ်တန်ဒရောမှာကွန်100ကျော်ရတယ်ဆိုတော့တော်တော်လေးကိုလဲရမှာဗျရတယ်စက်ဖောက်မယ်ရော့ဖောက်နေရင်လည်း color skin တန်းပေါက်မှဘယ်လောက်မိုက်မလဲเนาะသိပါတယ်ကျွန်တော်အဲ့လောက်ထိကန်ကောင်းတဲ့အထင်မှာတော့မပါဘူးတွေ့လားသူပြောနေတန်းလဲနဲ့ဂျိုဟန်နိုမက်စကင်တန်းပေါက်သွားပါတယ်တဲ့ color skin တန်းပေါက်မှဘာဖြစ်မှာလဲလို့ဟာဆိုတော့ကွန်190ပဲရှိသေးတယ်ရတယ်တက်ဆွဲမယ်တိုင်းတို့တက်ဆွဲမယ် okay မတွန်းရဲ့ color skin တန်းပေါက်ပြီပါလားလို့တကောင်လောက်အေးကျေးဇူးတင်တယ်ကြီးလိုက်ပါအောင်လို့ကံဘလောက်ကောင်းလဲဆိုတာကြီးလိုက်အမှ Betrayal Normal Skin တဲ့ငါစိတ်ညစ် Color Skin လည်းတမ်းမပေါ့ဘူးကွာကန်ဆူလိုက်တဲ့ငါပါကွာငါလက်ခွန်းဆိုတော့မျောလေးလို့မရဘူးပေါ့နော်မျောလင်းတယ်လို့ဖြစ်မလိုက်ကိုပဲခံစားရမှာ brother တို့ရအဲ့တော့ကွန်300ကျော်ပဲရှိသေးတယ်ထပ်ဆွဲမယ် okay ပါပေးမလဲဒီတခါအေးအောင်ကြီးကွန်တော်နည်းနည်းပဲပေးရလို့ဟိုမှာတော်သေးတာပေါ့ရှိပြီးသား skin ပြန်ပေါက်လို့မဟုတ်ရင်တော့သွားပြီအေးအောင်ကြီးဒီတခါလဲဒီတစ်ခါလဲမစကင်တကောင်ရတယ်တွေ့တာအမမြေတစ်ပိုင်းလူတစ်ပိုင်းစကင်တကောင်ရတယ်โอเคဒါ elast skin ဖြစ်မယ်နော် elast skin ပဲပေးနေတယ်လို့ color skin ကြတော့မပေးဘူးဗျာအမကွန်900ကျော်သွားပြီကွန်900ကျော်သွားပြီ draw လဲ90ပြည့်ပြီဘောနော်အဲ့တော့ထပ်ဆွဲမယ် okay ဒီတစ်ခါ COA လဲကုန်ပြီပါပေးမှလဲစကင်တကောင်လောက်ပေးလိုက်ဟာရှိပြီးသားတော့မေတွေပြန်ပေးတာလို့ဘာဖြစ်ရပါတယ်ရှိပြီးသားစကင်ပြန်ပေါက်လဲကွိုင်လေးရတယ်โอเคဒီတခါဖီတိုကင်ယူလိုက်မယ်2ကက်1ကက်3ကက်ဒီမှာじゃဘယ်လောက်ရမလဲ2ကက်ရတယ်မစိုးအဲ့တော့ကျွန်တော် diamond စသုံးရပါပြီခင်ဗျာဆက်ဆွဲလိုက်ရမလားဒါမဟုတ် daily discount နဲ့ပဲလဲလိုက်ရမှာဆိုတော့ကြတယ်ကွာ diamond 150နဲ့တန်ဒရောထပ်ကျုံးမယ်သားကြီးတို့โอเคကျုံးမယ်short နောက်ထပ်တန်ဒရောကွန်ဘယ်လောက်ရမလဲအိုး900ပြည့်ပါပြီတိုက်တော့မြင်နေရတယ်ဟိုမှာ900အာဟဲ့အောင်ရေးစီကွက်စကင်ပေါက်သွားတယ်လို့စီကွက် normal skin တော့ဖြစ်ကုန်ပြီလို့ special skin ထင်တယ်တော့ဒီမှာ collection point ရ200ဆိုတော့ okay တန်းတယ်အဲ့တော့ diamond 100ကျော်ပဲကျန်တယ်ဟဲ့အောင်ရေး COA လည်းမရှိတော့ဘူးလို့ okay free to win 3ကထည့်ရတယ် okay link collector skin 800တောင်လဲရမှာဟာဒီမှာကျွန်တော်ကွန်900ဆိုတော့နောက်တစ်100လောက်တော့လူသေးတယ်ဆက်လဲရမလားလဲတယ်ကွာရော့ခုနငါလဲလိုက်ပြီလေဘာဖြစ်သွားတာလဲဩလိုင်းကျသွားတာအထင်နဲ့အေးရီပွဲ skin ရတယ်ဟာအဲ့တော့မစိုး16ကွန်တက်ဆွဲမယ် okay တက်ဆွဲမယ်ဘာရမလဲပေါင်ရတယ်32ကွိုင်ဖြစ်ပါရော932ကွိုင်ရှိသွားပြီတက်ဆွဲမယ်တာကြီးတို့တက်ဆွဲမယ် okay ဒီတခါ12ကွိုင်မစိုးဘူး944ကွိုင်ရှိသွားပြီရောဒိုင်မွန်လဲ100ကျော်ကျန်သေးတာဆိုတော့ကျွန်တော်ဆက်လင့်ပြစ်နိုင်တယ်ပေါ့တော့အဲ့တော့ဆက်ဆွဲမယ်ပါလေ12ကွိုင်လေ956ကွိုင်ပြည့်သွားပြီတာကြီးတို့800ပြည့်တော့မယ် okay ကျွန်တော်ထက်လက်ရလောက်မလားမသိဘူးရအောင်ရေးဒီမှာဒိုင်မွန်က190နဲ့ပဲကျန်တော့တယ်လို့ဒီမှာကွန်956ကွိုင်ရှိနေပြီအဲ့တော့ရမရကြားတယ်ကွာစဖောက်မယ်ကွိုင်လေးပေးပါလားလို့ကွိုင်လူနေလို့ရောအမှ990ခွန်ရောမြင်နေရတယ်ဟိုမှာဒီမှာဂျိုဟန်နိုမက်စကင်ရတယ်မစိုးဆက်ဆွဲမယ်ပြေတော့မယ်တာကြီးကိုပြေတော့မယ်ဆက်ဆွဲမယ်10ကွိုင်လေဟဲ့980 9ကွိုင်โอเคဆက်ဆွဲမယ်ဟဲ့အောင်ရှေ့ပြပါပြန်ဟိုမှာမြင်နေရတယ်ဟဲ့
ရှေ့ရပြေးသွားပြီရှေ့ရပြေးသွားပါပြီခင်ဗျာဟာကျွန်တော်နောက်ဆိုတော့စောက်ရန်လိုချင်တဲ့လင်းကိုလာတာစကင်ရသွားပါပြီခင်ဗျာအဲ့ဒီတော့သွားလဲကြမယ်တာကြီးတို့သွားလဲကြမယ် let's go okay ဒီမှာလင်းကိုလာတာနော်ရှေ့ရပြေးသွားပြီနော်ဟာဟဲ့အောင်ကြီးလိုချင်တာကြာပြီလို့အခုမှပဲရတော့တယ် okay ကြာတယ်ကွာသွားအိတ်ချိန်လိုက်မယ်မလင်းကိုလာတာယော့အိတ်ချိန်လိုက်ပါပြီခင်ဗျာဟဲ့အောင်ကြီး oh my god ဆောင်းလာတာကွာရောင်ကြီးကြည့်ပါဦးအရင်အဲ့တော့ပူလာပါတယ်နော်ရပတ်ပြီးတော့ဘယ်လိုပြောမလဲဆောက်ရင်လာပါတာကွာဆောက်တော်တော်မိုက်ပါတယ်ကဲနောက်ဆုံးတော့ရခဲ့ပြီခင်ဗျာစောကြီးပဲစကင်ဟုတ်လားစောကြီးပဲစကင်နော်ဒီလင်းကိုလာတာစကင်အဲ့တော့ယောက်ျားလေးတွေတော်တော်များများကြိုက်ကြပါတယ်ကျွန်တော်အပါဝင်ပေါ့ဟေ့အောင်ကြီးနောက်ဆုံးတော့ရခဲ့ပြီလို့ဟုတ်လားအရင်ပြောတယ်ကွာအသားကြီးဘယ်လိုပြောလို့ပြောမှမသိဘူးကွာတကယ်စောက်ရင်ပြောဆိုတော့လင်းကိုလာတာစကင်တော့ရခဲ့ပြီကျွန်တော်ဒိုင်းမွန်၄လုံးပဲကျန်တော့တယ်ပေါ့နော်ဆိုတော့ brother တို့လည်းကြိုက်ရင်ဝယ်ထားတင်ပါတယ်နော်ဒီစကင်ကတခါပြန်လာဖို့နည်းနည်းကြီးစောင့်ခဲလိုက်ရတာဗျာစကင်ကတော့စောင့်အကျိုးနဲ့ပါတယ်သူတို့ပြန်လာတယ်ဒါပေမဲ့ brother တို့သူမအောင်စောင့်မယ်ဆိုရင်တော့ပြန်လာမှာမဟုတ်ဘူးစမ်းအမစတာပါတာယူစတာဆိုတော့ကျွန်တော် link collector skin ဖောက်တာ diamond ဘလောက်ကုန်သွားလဲဆိုတော့ကျွန်တော်ပြောပြပါမယ်ဆိုတော့ကျွန်တော်အားလုံးပေါင်း diamond က438လုံးကျွန်တော်မှာ COA က2880ခုဆိုတော့ကျွန်တော် diamond နဲ့ COA 3325လုံးကုန်သွားပါတယ်ဆိုတော့ brother တို့လည်းဖောက်ခြင်းကျွန်တော်လိုတမဖောက်ပါနဲ့ daily discount နဲ့ဖောက်ပါအဲ့ဒါအပူသက်တာတယ်ပေါ့နော်အကယ်၍ brother တို့ COA စုထိုင်တော့ဖောက်ပေါ့နော်ဆိုတော့ဒီနေ့ video တော့ဒီလောက်ပါပဲကျွန်တော်ရဲ့ video ကိုကြိုက်နေတဲ့ဆိုရင်တော့ like လေးပေးခဲ့ပြီးတော့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ခဲ့ပြီးလို့ရပါတယ်ခင်ဗျာဆိုတော့နောက် video မှာပြန်လည်ဆုံတွေ့ရအောင်အားလုံးပဲတတကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ